လီဆာတယောက်ပေါ်ပါပြေးနေတော့ထရက်ကားတစ်စီးအနောက်ကနေရုတ်တရက်မောင်းဝင်လာပါတယ်ကားပေါ်ကလူတွေကသူ့ခန္ဓာကိုယ်ချိုးစားမိုက်တာမြင်ပြီးတိတ်တခုငေးကြည့်ရင်နောက်ကနေလိုက်လာကြတာပါသူတို့အားရကျေနပ်လောက်မှပဲလမ်းအောင်နောက်ပြောင်ကြပါတယ်လီဆာကသူတို့ကိုပြန်ပြောဖို့လုပ်ပေမဲ့ကားကအဝေးကိုရောက်သွားပါပြီအိမ်ပြန်ရောက်တော့အဲ့ဒီလူတွေအိမ်ကောင်မိုးပြင်နေတာတွေ့လိုက်ရပါတယ်သူတို့ကဗလာတောင်းနေမှုပြဿနာတက်ရင်သူပဲခံရမယ်ဆိုတာတီးလို့အိမ်ထဲဝင်ပြီးသူ့ယောက်ျားချက်ကိုတိုင်ပြောလိုက်ပါတယ်ချက်ကသူ့ဘက်ကရက်တီပေးမယ်လို့မျှော်လင့်ထားပေမဲ့အပြင်ထွက်ပြေးရင်ဗလာလေးပါလေးဝတ်တင်တယ်ဒါမှယောက်ျားလေးတွေနောက်မလိုက်မှာပေါ့လို့ပြောလိုက်ပါတယ်ဒီစကားကပုံမှန်လို့ရထင်ရပေမဲ့လီဆာကတော့လက်မခံနိုင်ပါဘူးတွေးလေဒေါသထွက်လေဖြစ်ပြီးထက်ခိုးပြတင်းပေါက်ကိုဖွင့်ကအဲ့ဒီလူတွေရှေ့မှာအင်ဂျီချွတ်ပြလိုက်ပါတယ်ခေါင်းဆောင်ဖြစ်တဲ့ဒေးဗစ်ကလီဆာတို့လင်မယားရန်ဖြစ်ထားမှရိပ်မိသွားပြီးချက်ကိုချင်းချောက်ဖို့အခွင့်အရေးရှာပါတော့တယ်ချက်တာပြောညံ့တဲ့ကောင်ဆိုရင်လီဆာကိုသူပိုင်ဆိုင်နိုင်မှာမို့လို့ပါအဲ့ဒီနေ့ချက်မျိုးရဲသွားမယ်ဆိုတာကြတော့ဒေးဗစ်ကသူ့လူတွေကိုရှေ့ကနေဖြည်းဖြည်းမောင်းပြီးလမ်းပိတ်ထားဖို့ခိုင်းလိုက်ပါတယ်ချက်ကတော့တမန်ရင်ကြောပိတ်နေတဲ့ထင်ပြီးအေးအေးဆေးဆေးပဲအနောက်ကနေလိုက်လာပါတယ်ဒါပေမဲ့ရှေ့ကားမောင်းတဲ့လူလက်ပြနေတာမြင်မှအချိန်တင်ပြီးသူတို့ကိုရှောင်ကွင်းမောင်းနှင်သွားပါတယ်